မင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့မှတ်ဉာဏ်အားကောင်းစေသည့်အစားအစာ၉မျိုးကိုမျှဝေပေးသွားမှာပါခန္ဓာကိုယ်၏တခြားအစိတ်ပိုင်းများကဲ့သို့ပင်အုံနောက်သည်လည်းတစ်နှစ်ပြီးတစ်နှစ်ပြောင်းလဲပါသည်အသက်20ပြည့်ခါနီးသည်နှင့်အုံနောက်ကြီးရင်မှုဖြစ်စဉ်ကိုစတင်ခံစားရပြီးတချို့အာယုံကြောဆဲများဆုံးရှုံးရပါမည်သို့သောသုတေသနများကနေ့စဉ်အစားအသောက်များ၌စမတ်ကြသည့်အစားအသောက်များကိုထည့်သွင်းစားသုံးလျင်အသက်ကြီးသည့်တိုင်ကျန်းမာသောအုံနောက်ကိုထိန်းသိမ်းထားနိုင်ကြောင်းသက်သေပြထားပါသည်သုတေသီများကဘလူးဘယ်ရီပါသောအစားအသောက်များသည်တင်ယူမှုနှင့်လှုပ်ရှားမှုဆိုင်ရာစွမ်းရည်များကိုတိုးတက်စေကြအောင်းတွေ့ထား၏ဘလူးဘယ်ရီများသည်အုံနောက်အားဓာတ်တိုးစေမည့်ဖိစီးမှုများထံမှကာကွယ်ပေးပြီးအသက်ကြီးခြင်းဆိုင်ရာယောဂများဖြစ်သည့်အယ်ဇိုင်းမာယောဂသို့မဟုတ်ဒီမန်ရှာယောဂများကိုလျှော့ချပေးနိုင်ကြောင်းသက်သေပြထားပါသည်သိပ္ပံပညာရှင်များကဒိန်ချင်အုပ်ကျုံသို့မဟုတ်မနက်စာတို့တွင်ဘလူးဘယ်ရီတစ်ခွက်စာထည့်စားပေးခြင်းဖြင့်အုံနောက်ကြီးရင်မှုအားလျှော့ချပေးနိုင်မည်ဟုဆိုသည်ဆာမွန်ငါးရေနက်ပိုင်းတွင်နေသောငါးများသည်အဆီအက်ဆစ်များကျွဲဝပြီးအုံနောက်လုပ်ငန်းစဉ်များအတွက်လိုအပ်သောအိုမီဂါ3အဆီများပါရှိပါသည်အိုမီဂါ3တွင်ရောင်ရမ်းမှုကိုကျစေသည့်ဂုဏ်သတ္တိလည်းရှိသည်စာရင်းနှင့်ပင်လယ်ငါးတလောက်လိုအဆီပါသည့်ငါးများတွင်ထိုအဆီဓာတ်ပါရှိပါသည်ခွန်မာသီးများနှင့်အစေ့ဆန်များပင်တာမင်ဤပေါများစွာပါသောခွန်မာသီးများနှင့်အစေ့ဆန်များသည်အသက်ကြီးသာသည်နှင့်သတိရှိမှုကျဆင်းသွားခြင်းအားနည်းပါးသွားအောင်အကူအညီပေးပါသည်ခွန်မာသီးများကိုလှော်ထားဖုတ်ထားစသည့်ပုံစံအမျိုးမျိုးဖြင့်စားသုံးနိုင်ပါသည်သို့သောစီးချိုသမားများကတော့ခွန်မာသီးများတွင်ပါသောစားပမာဏကိုသတိပြုရပါမည်ထောပတ်သီးin blueberry သီးများသည်အုံနောက်ကျန်းမာရေးကိုကောင်းစေသောအကောင်းဆုံးအစားအစာများဖြစ်သည်ထောပတ်သီး၌အဆီများပါတော့လဲမပြေဝဆီများသာဖြစ်သောကြောင့်သွေးစီးဆင်းမှုကိုကောင်းမွန်စေပါသည်ထောပတ်သီးသည်သွေးဖိအားကိုကျစေနိုင်သောကြောင့်သွေးတိုးကိုကျစေပြီးအုံနောက်ကျန်းမာရေးကိုကောင်းစေပါသည်ထောပတ်သီး၌ကယ်လိုရီအများပြားပါသည်ကိုသိထားပါသိပ္ပံပညာရှင်များကတရက်လျင်အလုံးဝက်သို့တစ်လုံး၏၄ပုံတစ်ပုံသာစားတင်ကြောင်းညွှန်ကြားထားပါသည်တလဲသီးဖြော်ရည်များတွင်ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်ပါသည်ယင်းသည်ခန္ဓာကိုယ်ကိုကာကွယ်ပေးပြီးအထူးသဖြင့်အုံနောက်ကိုဓာတ်တိုးပစ္စည်းများနှင့်မထိမိစေရန်ကာကွယ်ပေးပါသည်ချင်းသောအသီးများနှင့်အယောင်ဆုံးသောဟင်းသီးဟင်းရွက်များကိုအုံနောက်ဓာတ်စာဟုသတ်မှတ်ကြသည်မှာဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများရှိသောကြောင့်ဖြစ်ပါသည်လက်ဖက်ရွက်လက်ဆက်လက်ဖက်ရွက်တွင်ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါပြီးအထူးသဖြင့်သွေးစီးဆင်းမှုကောင်းစေသောခေချင်းစာအမျိုးအစားများပါ၏သို့သောလက်ဖက်ရွက်ကိုလက်ဆက်ကြိုချက်ရန်လိုသည်အချောက်မှုများတုပ်စားသည့်လက်ဖက်များအားတွင်တော့ဘဲဓာတ်တိုးဆန့်ကျင်ပစ္စည်းမှာပါမည်မဟုတ်ပါချောကလက်အမဲများတွင်ဖလာဗိုနိုက်များပါပြီးအုံနောက်ကိုအမှန်အားမြင့်ပေးနိုင်သောဓာတ်တိုးဆန့်ကျင်ပစ္စည်းများဖြစ်သည်ယင်းတွင်သဘာဝလုံစော်ပစ္စည်းများဖြစ်သည်ကဖိန်းဓာတ်ပါပြီးအာယုံဆိုင်အားကောင်းစေကာစိတ်အခြေအနေကိုတိုးတက်စေပါသည်ပန်းသည့်အနီရောင်နှင့်အညိုရောင်စပစ်တီများဝိုင်နီကျက်သွန်နီလက်ဖက်ရွက်နှင့်ဘီယာတို့သည်ဖလာဖိုနှွေးကြွယ်ဝသောအစားအစာများဖြစ်သည့်အစိမ်းရောင်ဟင်းရွက်များကိုက်လန်ဟင်းနုနှင့်ပန်းမုန်လာစိမ်းတို့တွင်ဗီတာမင် E နှင့်ဖောလစ်အက်ဆစ်များကြွယ်ဝ၏အစိမ်းရင်ရောင်ဟင်းရွက်များသည်သွေးတွင်းမှဟိုမိုစစ်စတီယင်းအမိုင်နိုအက်ဆစ်ကိုလျှော့ချစေနိုင်ပါသည်အင်းအက်ဆစ်သည်သွေးတွင်း၌များပြားလာပါကအုံနောက်တွင်းရှိအာယုံကြောဆဲများကိုတည်စေနိုင်ပြီးနှလုံးရောဂါဖြစ်စေနိုင်ပါသည်ကော်ဖီမှာပါတဲ့အဓိကပါဝင်ပစ္စည်းနှစ်မျိုးဖြစ်တဲ့ကဖင်းနဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကအုံနောက်နဲ့မှတ်ဉဏ်ကိုကောင်းမွန်စေနိုင်ပါတယ်ကော်ဖီကလန်းဆန်းတက်ကြွစေပြီးစိတ်ခံစားမှုကိုကောင်းစေလိုမှတ်ဉဏ်ကောင်းစေပြီးအာယုံစူးစိုက်နိုင်စွမ်းလည်းတိုးစေနိုင်ပါတယ်ပန်းကော်ဖီစိမ်းမှာဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်နေသလိုဗီတာမင် K လည်းပါဝင်နေပါတယ်ဒီအာဟာရဓာတ်တွေကအုံနောက်ဆဲတွေကိုအကောင်းဆုံးအာဟာရပြည့်စေပြီးမှတ်ဉဏ်ကောင်းစေဖို့အကောင်းဆုံးထောက်ပံ့ပေးပါတယ်ဖျုံဆေးမှခန္ဓာကိုယ်နဲ့အုံနောက်ကိုဓာတ်တိုးပစ္စည်းတွေကြောင့်ပျက်စီးမှုကနေကာကွယ်ပေးမဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်နေပါတယ်ဒါတွေအပြင်ဖျုံဆေးမှာအုံနောက်နဲ့မှတ်ဉဏ်ကောင်းမွန်စေမဲ့ဇင်းမက်ဂနီဆီယမ်ကော်ပါတန်ဓာတ်တွေလည်းပါဝင်နေပါတယ်